ဇံရတယ်ဒီတုတ်တံဘုံမှာအံ့ဩတယ်နော်ဇံရတဲ့ပုဂ္ဂိုလ်တောင်ဇံရခြင်းတည်းဟူသောအကြောင်းကြောင့်ကိုမြင့်တင်မယ်သူများကိုနှိမ့်ချမယ်ဆိုရင်သူ့ကိုလည်းလူယုံမှရှင်းနေပဲထည့်ထားတယ်လွန်စင်းသားတွေကကောင်းဟုတ်လားဇံရလို့ဇံနဲ့နေတဲ့အချိန်တော့ဒါကုသိုလ်နဲ့မွေးလျော်နေတော့သူတော်ကောင်းလို့ပြောရမှာပါပဲဟုတ်လားသို့တော့အဲ့ဒီဇံရတာကိုကြောင်းပြုတ်ပြီးတော့ကိုမြင့်တင်မယ်သူများကိုနှိမ့်ချမယ်ဆိုရင်အဲ့ဒီမြင့်တင်နေတဲ့အချိန်နှိမ့်ချနေတဲ့အချိန်မှာတော့သူကဘာဖြစ်နေတော့သူယုံမှဖြစ်နေပြီဟုတ်လားလူတိုင်းဒီခံစားချက်ကိုဘုံဘုံကအလွန်နားလည်စေခြင်းဘုံဘုံလည်းကိုမြင့်တင်ပြီးတော့သူများကိုနှိမ့်ချတဲ့သဘောမျိုးတွေနဲ့အများကြီးချိန်ဖန်များစွာနေဘူးပါလေတော်အရသာမဲ့တဲ့ကိစ္စပဲယောဂီတို့လည်းနေဘူးမှာပဲကိုစဉ်းစားကြည့်လေသူများကိုနှိမ့်ချတယ်ကိုမြင့်တင်တယ်ဆိုတာနော်ကုသိုလ်သဘောလားအကုသိုလ်သဘောလားစိတ်ထဲမှာချမ်းသာတဲ့သဘောလားဆင်းရဲတဲ့သဘောလားဆင်းရဲနေတာကိုဆင်းရဲလို့ဆင်းရဲမှတော့မသိဟိုလိုဒီလိုဝါတာနဲ့တခါတဲ့နော်မဟုတ်နေတာသဘောပေါက်ဖို့လိုတယ်ဟုတ်လားအဲ့ဒါဇံတရားတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားအဲ့လိုဟောတယ်ဇံမာမပထမဇံဒုတိယဇံတတိယဇံသရုဒ္ဓဇံလည်းမကဘူးနော်အာဂတနိစာယတနာဇံဝိညာဉ်နိစာယတနာဇံအာကိဉ္စညာယတနာဇံနေဝတင်ညာနာတင်ညာယတနာဇံအလွန်အဆင့်မြင့်တဲ့ဇံတွေအဲ့ဒီဇံတွေရပြီးတဲ့နောက်မှာဒီဇံတွေရခြင်းတည်းဟူသောအကြောင်းကြောင့်သူများကိုနှိမ့်ချမယ်ကိုမြင့်တင်မယ်ဆိုရင်လည်းအဲ့ဒီဇံရတဲ့ပုဂ္ဂိုလ်ဟာလူယုံမှာစည်ရင်လည်းပဲဝင်နေတယ်ပဲလို့အဲ့လိုမြတ်စွာဘုရားဟောတော့ဇံရခြင်းတည်းဟူသောအကြောင်းကြောင့်ကိုမြင့်တင်ဘူးသူများကိုမနှိမ့်ချဘူးဆိုလို့ရှိရင်တပါတော့သူတော်ကောင်းလို့အဲ့လိုပြောတယ်နောက်ဆုံးဘယ်ကြမှာဒေသနာအဆုံးသွားလို့ဆိုတော့ဏိရောဓသမဘဝင်စားတယ်တဲ့ဟောဏိရောဓသမဘဝင်စားတယ်ဆိုတာကျတော့သူကအနာဂံလည်းဖြစ်မှနော်စတုဒ္ဓဇံလည်းရမှယဟန္တာလည်းဖြစ်တယ်ဆိုရင်တော့အတိုင်းထက်လို့ပေါ့နော်အ ਨੇ ဆုံးအရိယာမဉ္ဇဉ်ပူညာကအနာဂံအဆင့်ကိုရောက်မှဇံလည်းပဲစတုဒ္ဓဇံကိုရမှဏိရောဓသမဘဆိုတာဝင်စားလို့ရတာနော်ခုနှစ်ရက်တိတိစားတာတောက်တာတွေကျင်ကြီးကျင်ငယ်စွန့်တာတွေဘာမှမလုပ်ဖဲနဲ့ဇူးမှလည်းတတ်လို့မသေးပဲနဲ့အဋိဋ္ဌံနဲ့နော်ရုပ်ဒုက္ခနံဒုက္ခတွေနော်အတိုင်းတာတစ်ခုထိကင်းကွာပြီးတော့နေတဲ့အနေအထားမျိုးလို့အကျဉ်းပြပြောလို့ရတယ်ဒီရောဓသမဘဝင်စားတယ်ဆိုတာဟုတ်လားအဲ့ဒီနိရောဓသမဘဝင်စားတဲ့ပုဂ္ဂိုလ်ကတော့တဲ့သူကဘယ်နေရာမှာမှဘယ်အချိန်မှာမှဘယ်ပုဂ္ဂိုလ်နဲ့မှဘာမှအထင်မှားစရာမရှိတဲ့အတွက်ကြောင့်သူများကိုနှိမ့်ချတယ်သူ့ကိုယ်သူမြင့်တင်တယ်ဆိုတာမရှိဘူးတဲ့ဒါမှမဟုတ် तू ကတော့သူတော်ကောင်းပဲ तू ကသူယုံမှဖြစ်เสียအကြောင်းမရှိဘူးဟုတ်လားအဲ့တော့ဘုန်းတို့ဒီသူတော်ကောင်းဆိုတဲ့စကားလုံးလေးနဲ့ပတ်သက်ပြီးတော့ဒီသုတ်တံကိုခြေခံပြီးတော့ပိုင်နိုင်ဘလို့နားလေထားတဲ့လေနော်ငါဘာကြီးဖြစ်လို့နေလေဟုတ်လားအဲ့ဒီဖြစ်ချင်းတည်းဟူသောအကြောင်းကြောင့်သူများကိုနော်နှိမ့်ချမယ်ကိုအထင်ရောက်ပြီးတော့မြင့်တင်နေမယ်ဆိုရင်ငါဟာလူယုံမှာစင်းနေဝင်နေသေးပဲလို့နားလေရမယ်ပေါ့နော်ဘာကြီးဖြစ်လို့နေအဲ့ဒီဖြစ်ချင်းတည်းဟူသောအကြောင်းကြောင့်သူများကိုမနှိမ့်ချဘူးကိုမမြင့်တင်ဘူးနော်သူများကိုနှိမ့်ချတယ်ကိုမြင့်တင်တယ်ဆိုတာအဲ့လိုပြောရင်မျက်စိလဲမှာလဲစိုးရသေးတယ်အဲ့လိုကြီးတော့ဒီလိုတော့မလုပ်ပါဘူးလို့ထင်ကောင်းထင်မယ်အဲ့ဒါဆိုရင်ဘလို့ဆင့်စကလုံးကိုဘလို့လျှော့ပြီးတော့ပြောအောင်လို့ဆိုအထင်သေးတယ်ဟောသူများကိုအထင်သေးတယ်ဆိုတာထဲမှာနှိမ့်ချတဲ့သဘောမပါဘူးလားပါတာပေါ့အထင်သေးသလောက်နှိမ့်ချတယ်အထင်အရန်သေးသွားပြီဆိုရင်စကားပုံပြောကျင်တော့ဘူးမတူသလိုမတန်သလိုဖြစ်သွားတခါတည်းသူများကိုအထင်သေးလုံးအားကြီးသွားဟုတ်ကိုယ်စိတ်ထဲကဘလို့အနေထားမျိုးမှသူများကိုအထင်သေးတာလေများတော့တခါတလေကြတော့ကိုကတော်လွန်းလို့သူ့ကိုအထင်သေးတယ်ဆိုတဲ့သဘောမျိုးမဟုတ်ဘဲနဲ့ तू ကညံလွန်းလို့အထင်သေးတာမျိုးလည်းရှိတတ်တယ်ဟုတ်တယ်မဟုတ်လားကိုတော်လို့ပြုလို့ရလို့တော့မဟုတ်နော်အလုံးကိုသဘာဝမကြပြီးတော့အလုံးကိုဆက်ဆုပ်เสียကောင်းတဲ့စိတ်နေသဘာဝတွေရှိတဲ့လူတွေနဲ့တွေ့တဲ့အခါမှာဘုန်းတို့များသောဖြင့်အဲ့ဒီကိစ္စတောက်မခံနိုင်ဘူးနော်ဘာဖြစ်လာပြီတော့အထင်သေးလာပြီလူယုံမှာကိုယ့်ဘာလူယုံမှာဖြစ်အောင်အဖော်ညှိတော့လားဟုတ်တယ်မဟုတ်လားစဉ်းစားနော်တကယ်တမ်း तू လည်းကောင်းတာမဟုတ် तू မကောင်းလို့ကိုကဘာဖြစ်ပြီတော့အထင်သေးပြီဆိုတော့ကိုကမတိမတာနော်ငါက तू လိုတော့မဟုတ်ဘူးကိုသူ့တဲ့တော့ဘာဖြစ်တော့ตาတယ်ထင်တယ်နော်ပါတယ်မဟုတ်လားကိုမြင့်တင်တဲ့အပိုင်းမှာပါလာတယ်သူ့ကိုနှိမ့်ချတဲ့အပိုင်းနေပါလာတယ်ဒါကြောင့်လူမိုက်ကိုမပေါင်းရဘူးလို့ပြောတယ်မြတ်စွာဘုရားရဲ့မင်္ဂလာတရားဟာဒီအထိကျေပြန့်တယ်ဆိုတာကိုမြင်ကြည့်